လဲဆိုတော့တရက်ပင်မို့မော့ကြည့်ပြီးတော့မန်တန်ရွတ်တာတရက်သီးတွေကတောက်လျှောက်တခါတည်းသီးလာတဲ့ဟာအကင်းလေးကနေနှုတ်ရင့်ပြီးတော့ဝါဝင်းပြီးတော့ကြွေးကြလာတဲ့အထိမျက်စိရှိတယ်အဲ့လိုဖြစ်တယ်ဆန်းလိုက်တာပေါ့နော်အဲ့ဒါနဲ့ဒီမန်တန်ကိုသူ့ကိုသင်ပေးပါပေါ့နော်အဲ့တော့ဒွန်းစန္ဒာကြီးကပြောတယ်တဲ့ငါမန်တန်သင်ပေးဖို့မင်းကိုဝင်မလေးဘူးပေါ့နော်ဒါပေမဲ့ငါဒွန်းစန္ဒာမျိုးနွယ်ဖြစ်တယ်အဲ့ဒါမင်းဒီမန်တန်ဘယ်ရလဲလို့တစုံတစ်ယောက်ကမေးလို့ရှိရင်ဒွန်းစန္ဒာမျိုးနွယ်ဒီကသင်ခဲ့တာလို့မင်းအမှန်တိုင်းပြောမှမန်တန်ကတီးမှာဒွန်းစန္ဒာရဲ့တပည့်ပါလို့မင်းပြောရမှရှက်လို့မင်းလိန်ပြောမယ်ဆိုတော့ဒီမန်တန်ပျောက်သွားမှာပဲလို့ပြောတယ်အဲ့တော့မင်းဒွန်းစန္ဒာတပည့်လို့မင်းခံရဲသလားအဲ့ဒါမင်းအရင်စဉ်းစားပညာကိုရကျင်တယ်ဆိုလို့ရှိရင်တော့အမျိုးရုပ်တည်မြတ်တည်မစဉ်းစားဘူးဒါပေမဲ့ချို့ကြတယ်လေခေတ်ကာလအနေထားဒေသအနေထားပေါ်မူတည်ပြီးတော့ဒီအမျိုးရုပ်အမျိုးမြတ်ကိုအလွန်အလေးထားကြတဲ့နော်ကာလတွေဒေသတွေရှိခဲ့ဘူးလားရှိနေတာဒါလည်းစဉ်းစားပြီးဖို့လိုတယ်ဟုတ်လားအဲ့တော့သူကရကျင်တဲ့အခါကျတော့ကိုင်းကျွန်တော်လိန်ပြီးတော့မပြောပါဘူးဒွန်းစန္ဒာတပည့်လို့အထင်ခံနိုင်ပါတယ်ဆိုတော့သင်တယ်အမှန်တန်သင်တော့တက်ရောတက်တဲ့ခါတော့အဲ့ဒီမန်တန်ကိုသူပြဆိုင်ရင်လည်းသူစီးပွားဖြစ်တယ်ဆိုကြပါစို့နောက်တော့ဘင်းရင်တန်းတော်ဒီသတင်းပေါက်ကြားပြီးတော့အဲ့ဒါဘင်းကြီးကိုသူမန်တန်ရွတ်ပြတော့အသေးသီးတွေတီးတာအစင်းလေးကိုပြေးလို့အဲ့ဒါနဲ့သူစုတွေလက်တွေရအဲ့တော့နောက်တစ်ချိန်ဘင်းကြီးကတည့်သီးစားရင်လည်းသူ့ကိုရွတ်ခိုင်းတာအဲ့ဒီနေ့ရောက်တဲ့အခါကျတော့ဒီလောက်ဆန်းတဲ့နော်ဒီမန်တန်ဒီတက်ပညာမင်းဘယ်ကတင်ခဲ့တော့လို့မေးတော့ပြောရမှရှက်သွားပြီငါလည်းပဲအချိန်ချင်းဖန်ဖန်ရွတ်ပြီးတော့ဒါကြီးကိုကျွမ်းကျင်နေတော့ဘယ်နည်းနဲ့မှမေ့စရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ဟိုဒွန်းစန္ဒာကအလကားငါ့ကိုတမားကုံပြကျင်တာနဲ့ရှောက်ပြောတာဖြစ်လို့တယ်ပေါ့နော်အဲ့ဒါနဲ့သူကပေးတဲ့ဂရိကိုလည်းဖြတ်တာပေါ့ဟုတ်လားအဲ့ဒါနဲ့တိတာပမောက္ခဆရာကြီးတွေကသင်လာတာပါလို့ပြောလိုက်တယ်အဲ့လိုလဲပြောလိုက်ရောသူကောင်းထဲမှာအဲ့ဒီမန်တန်မရှိတော့ဒါပေမဲ့ तू မရှိတော့ဘူးလို့မသိဘူးအဲ့ဒါနောက်တစ်ချိန်ဘင်းကြီးကကိုင်းတယ်ဟာတရသီးစားခြင်းပြီဆိုရုပ်ခိုင်းတော့မန်တန်ကထွက်မလာတော့အစဖို့လို့မရတော့အဲ့ဒါနဲ့ तू ကဒါလည်းသူ့ရဲ့အမှားကို तू ကဝန်မခံသေးဘူးဝိလေကြောင့်မလုံနေတဲ့ခါကျမင်းဘလို့ဖြစ်တာတော့ဆိုတော့နက်ခတ်နဲ့မကိုက်ညီသေးလို့ဘင်းကြီးကမယုံဘူးမင်းငါထူးခြားတယ်လို့ထင်တယ်ပေါ့အမေအမှန်တိုင်းပြောပါဆိုတော့မှဒွန်းစန္ဒာတွေကသင်ခဲ့တာတော့လိန်ညာခဲ့လို့မန်တန်ပြောက်ရတဲ့အကြောင်းကို तू မျက်ရည်လေရွယ်နဲ့ပြောပြတော့မှဘင်းကြီးကမင်းဟာလူယုံမှာပဲပေါ့နော်ကိုဆရာသမားရဲ့ဂုဏ်နော်ကိုဆရာကိုဆရာလို့အတိမတ်မပြုတ်နိုင်တာမင်းဒါယုံညံ့မှုနော်အဲ့ဒါနဲ့နန်းတော်ကနေပြီးတော့နှင်ထုတ်ပလိုက်တာ